ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့ညနေတွေဖြစ်ပါတယ်မနက်ကတော့ဒါကျွန်တော်တို့4938မထီမပေါက်ကြီးဆိုပြီးတော့ပဲဒါ9နဲ့9နဲ့ကတ်ပေးလိုက်တာပေါ့ကျွန်တော်တို့ဒီမနက်ပိုင်းမှာကျွန်တော်တို့4နှစ်ဆိုပြီးတော့နက်ခတ်ဆင်းသွားတယ်6 break ပြီးရင်တော့ဒါ break လိုက်ချင်တဲ့သူတွေအနေနဲ့ကတော့10 break လိုက်တင်ပါတယ်ကျွန်တော်ကတော့ဒါခွန်9ကဒီတစ်ပတ်မြူးမဲ့ဆိုတော့ကျွန်တော်ကတော့ဒီ2ရက်အတွင်းကိုတော့ဒါခွန်9ကိုပဲအဓိကဦးစားပေးပြီးတော့ဒါကျွန်တော်ရွေးပေးနေခြင်းဖြစ်ပါတယ်မနက်ကကျွန်တော်တို့ကဒါ4နှစ်ဆင်ထားတဲ့အတွက်ညနေပိုင်းမှာကျွန်တော်စိတ်တင်တော့ဒါ49နှစ်ခွန်ကမထီမပေါက်ကြီးအနေနဲ့ဆင်းနိုင်တယ်ကျွန်တော်ကတော့49ကိုဒါခွန်9နဲ့ကပ်ပြီးတော့အောက်ကွက်ထဲမှာထည့်ထားပြီးတယ်အရန်ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က10 break တစ်ကွက်ဖြစ်တဲ့ခွန်1တစ်ကွက်ကိုပဲဒါထပ်ပြီးတော့ဒါအပူထပ်ပြည့်ထားပေးတယ်ကျန်တဲ့ဟာတွေကတော့ဒါကျွန်တော်တို့နှစ်ခွန်ကိုခွန်9နဲ့ကတ်ထားပေးတဲ့ဟာပေါ့နော်ဒါမိတ်ဆွေများအနေနဲ့တော့ဒါအပူကြိုက်တယ်ဆိုလို့ရှိရင်တော့ဒါခွန်ဒါအပူကစားလို့ကစားတင်ပါတယ်ဗျာနော်ကျွန်တော်ကတော့ဒီအပူကိုလည်းဒါ10ကွက်တည်းကနန်းအကွက်နေအောင်လို့ရွေးထားတာဖြစ်တဲ့အတွက်ဒါခွန်တစ်ကွက်ကိုတော့ဖယ်ထားခြင်းဖြစ်ပါတယ်အဓိကဦးစားပေးပြီးကစားမှာတော့ဒါနက်ခတ်ပြီးတော့ဒါဆိုညီကိုလိုက်နိုင်တဲ့အတွက်ကျွန်တော်ကတော့၄၅တကွက်ကိုတော့ဒါတင်ကွက်ထဲမှာထည့်ပြီးရွေးထားပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒီတစ်ပတ်အတွက်မမဝင်နေတဲ့သူတွေဝင်လို့ရပါသေးတယ်ကျွန်တော်ဒီကတော့ဒါမွေးခွက်တွေကတော့ဒါအင်္ဂါနေ့ညနေလောက်ဆိုလို့ရှိရင်တော့ပုံမှန်အားဖြင့်ဆင်းလေးဆင်တာရှိတဲ့အတွက်မိတ်ဆွေများအနေနဲ့မွေးခွက်ကိုတကယ်လိုက်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာဖုန်းနံပါတ်ထည့်ထားပေးပါတယ် Viber က95123633မှာ Viber နံပါတ်ချိန်ထားပါတယ်ဗျာနော်အရင် Viber နံပါတ်အဟောင်းကိုမခေါ်ပါနဲ့ Viber နံပါတ်အသစ်က95123683ပါဗျာနော်ဒီအောက်ထဲမှာကျွန်တော် Viber Telegram ဖုန်းနံပါတ်လေးထပ်ပြီးထည့်ထားပေးပါဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ